ကိုလူတွေမြင်တဲ့အခါမှာဘယ်တော့မှရေးကြီးတုတ်ပြပုံစံတွေမြင်နေတာမျိုးမဟုတ်ဘဲနဲ့ခန်းဖြစ်နေတဲ့အရာရာကိုအေးအေးဆေးဆေးအချိန်ယူပြီးတော့လာတယ်ဆိုတဲ့မျက်နှာပေးဖြစ်နေအောင်လို့ကျမတို့စူးစမ်းတဲ့နဲ့ကျမဒီနေ့မနေ့ဆိုရင်ဆက်လေကားစီးရင်နေပေါ့နော်အတွေးတစ်ခုပေါက်တာတကယ်တော့ဆက်လေကားဆိုတာကွာလှေကားတွေကိုမသုံးကျင်လို့ကျမတို့အဲ့လိုအထက်အမြင့်ကိုရောက်သွားဖို့အတွက်သူ့ဘာသူခေါ်သွားပြီးတာကျမတို့ကတက်လိုက်တဲ့လေကတစ်ကလေးပေါ်မှာပဲကိုယ့်ရဲ့ခြေထောက်ကရက်လိုက်ရပြီကွာဒါပေမဲ့ကျမတို့တွေကအလျင်အမြန်လိုနေတဲ့အခါကျတော့လေကတစ်လိုပဲအမြန်အမြန်နေတက်သွားကြတာလေအဲ့လောက်ထိတောင်အချိန်မရဘူးဆိုလို့ရှိရင်ကျမတို့အချိန်ကိုဘယ်လိုရအောင်ယူမလဲဆိုတာကိုငကိုတွေကကြိုတင်စဉ်းစားဖို့လိုတယ်ဒါမှမဟုတ်ရင်လည်းကွာဒီဆက်လေကားပေါ်မှာတက်မနေနဲ့တော့ရိုးရိုးလှေကားနဲ့ပဲသွားလိုက်တော့ပေါ့နော်ဒါပေမဲ့လူတွေကအဲ့ဒါကိုသဘောမပေါက်ဘူးကျမကိုယ်တိုင်လည်းအရင်တော့အဲ့လိုဖြစ်ခဲ့ပါတယ်ဒါပေမဲ့အခုဆိုရင်ကျမကဆက်လေကားပေါ်ရောက်ပြီဆိုရင်ငါကလေကားမသုံးဘူးဆက်လေကားသုံးတာဖြစ်တဲ့အတွက်အပေါ်ကိုငါ့ကိုဒီဆက်လေကားပဲရောက်အောင်ခေါ်သွားပါစေဆိုပြီးတော့ဆက်လေကားကိုပဲအလုပ်ပေးလိုက်တယ်ကွာကိုခြေထောက်ကိုအလုပ်မပေးတော့ဘူးဟုတ်တယ်လေကျမခြေထောက်ညောင်းပါဆိုလို့ကျမဆက်လေကားပေါ်တက်လာတာပြီးတော့အဲ့မှာလည်းကျမလေကတစ်တွေလိုပဲတက်သွားတယ်ဆိုလို့ရှိရင်ရိုးရိုးလှေကားမှာပဲသွားသုံးတော့မှာပေါ့အဲ့လိုပုံစံမျိုးပေါ့နော်ဒီဆက်လေကားပေါ်တက်တာတော့မှကိုယ့်ရဲ့ခြေထောက်ကဆက်လေကားကိုတင်ခေါ်သွားမယ့်အပေါ်မှာရက်ပြီးတော့နေရလောက်အောင်ဒီအချိန်မရဘူးဆိုရင်ကျမတို့ရဲ့နေ့စဉ်ကျမတို့အချိန်တွေကိုဘယ်လိုဖြုံးနေလဲဆိုတာကိုတစ်ချက်လေးလာဆန်းစစ်ကြည့်တဲ့ပေါ့နော်တကယ်လို့ကိုကမနေ့စောစောမှာအချိန်ရကျင်တယ်ဆိုလို့ရှိရင်ညတုန်းကအင်ကြီးဝယ်စားမနေ့ဘာဝတ်မလဲဆိုတာပြင်ဆင်တာမနေ့ကျလို့ရှိရင်စားမဲ့ breakfast ကိုညတုန်းကစီစဉ်ထားတာမနေ့ကျလို့ရှိရင် microwave လေးတဲ့ဒါမှမဟုတ်ရင်မီးဖိုလေးပေါ်မှာတင်နှွေးလိုက်ရုံနဲ့ရတဲ့ဟာမျိုးလေးပေါ့နော်ဒါမျိုးလေးစဉ်းစားထားတာဒါမှမဟုတ်ရင်ကိုကလမ်းမှာထိုင်စားတတ်တဲ့လူဆိုလို့ရှိရင်လည်းအဲ့ဒီဆိုင်မှာကျမနိုင်ခွဲကြာမှာလား15မိနစ်ကြာမှာလားအဲ့အတွက်ကိုကြိုပြီးတော့ထွက်မယ်ဒါမျိုးလေးတွေကျမတို့စီစဉ်လို့ရတယ်အဲ့လိုနီးနဲ့ကိုယ့်ရဲ့ slow morning ကိုရနိုင်တယ်ပေါ့နော်ကျမဆိုရင်အခု8နာရီခွဲမှအလုပ်ဝင်ရမယ်ဒါပေမဲ့အခုဘယ်နှစ်နာရီလဲ8နာရီ10မိနစ်ပဲရှိသေးတယ်ဆိုတော့ကျမမိနစ်20လောက်ကျမအတွက်အချိန်အားသေးတယ်အထဲမဝင်နေအဲ့တော့ဒီလိုနေရာမှာကျမခဏထိုင်နေဒီပတ်ဝန်းကျင်မှာရှိတဲ့အရာတွေလူတွေမမြင်အပ်မြင်အပ်ပုံကိုယ်တွေအားလုံးကိုကျမမေတ္တာပို့တယ်ပြီးရင်ကျမရှိမှရှိတဲ့ဒီကွင်းပြင်ကျယ်ကြီးကိုကြည့်တယ်ကော်ဖီတောက်တယ်ရထားပေါ်မှာဆိုရင်ဒီစာအုပ်ကလေးဖတ်လာတယ်ဒါကျမနေ့တစ်နေ့မစခင်ပေါ့နော်ပြီးရင်ကျမဘာလုပ်သေးလဲဆိုတော့ဒီနေ့ကျောင်းမှာကလေးတွေအားလုံးခိုက်ရန်ထိခိုက်တာတွေမဖြစ်ကြပါစေနဲ့ဆရာမတွေကလည်း incident report တွေရေးရတာတွေအိမ်ကိုဖုန်းဆက်ပြီးဘယ်ကလေးကတော့ခြေထောက်နာသွားပါတယ်ဘယ်ကလေးကတော့သွေးထွက်သွားပါတယ်ဒါမျိုးတွေ report တွေမပို့ရပါစေနဲ့ဒါမျိုးလေးကျွန်မဆူတောင်းတယ်ဆရာမအချင်းချင်းလည်းပြည်လဲဖို့ပေါ့နော်ကျမတို့အခန်းထဲမှာကလေးလေးနဲ့ပတ်သက်ရတဲ့အခါကျတော့တနေ့ challenging လေးတွေရှိတယ်ဒါကတော့အလုပ်တိုင်းမှာပဲเนาะ challenging လေးရှိတယ်အဲ့ဒီ challenging လေးတွေကိုလည်းကျွန်မဘယ်လိုပဲကြော်ဖြတ်လဲဆိုတော့အချိန်တွေကဒီတိုင်းပဲရက်နေမှာမဟုတ်ဘူးပြီးသွားမှာမကြခင်မှာနေ့လည်ရောက်သွားမှာမကြခင်မှာညနေရောက်သွားမှာမကြခင်မှာအိမ်ပြန်ရတော့မှာဆိုတော့စိတ်မျိုးနဲ့ပဲကျွန်မကtime is passing ဆိုတဲ့အတွေးကိုပဲကျွန်မအမြဲတမ်းခေါင်းထဲထည့်ပြီးတော့ရှေ့ဆက်ပါတယ်ပြီးတော့နေ့စဉ်ကျွန်မအလုံးမှာအရန်နေမွန်းကျက်တယ်တယောက်ယောက်ကိုအလိုမကျဖြစ်တယ်အဲ့လိုတွေမဖြစ်အောင်လို့ကျွန်မအမြဲတမ်း gym ကိုသွားပါတယ် gym ကိုသွားလိုက်တော့ကျွန်မခန္ဓာကိုယ်ကို physically အလုပ်တွေလုပ်လိုက်ရတဲ့အခါကျတော့ကျွန်မစိတ်ကပေါ့ပါသွားတယ်အမြင်တွေကလည်းပေါ့ပါပြီးတော့ကြည်လင်သွားတယ် positive ဘက်ကိုရောက်သွားတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ gym ကိုသွားပြီးတော့လေကိုလက်လှုပ်ရှားလေ့ကျင့်ခန်းတွေလုပ်ဖို့ဆိုတာကနေ့စဉ်သူများနဲ့ပေါင်းသက်ဆက်ဆံတဲ့အခါတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ခန္ဓာကိုယ်လှပဖို့အတွက်တခုတည်းကျမတို့က gym ကိုသွားတာမဟုတ်ဘူးပေါ့နော်